အားရတော့စက်တန်နေရပဲဗောဗျာစပိတ်ချန်လေးခိုက်ကတော့ရလည်းဘောတက်ချက်ပါလေစပိတ်ချက်ဘယ်ဆိုရင်3ကြောလုံးတော့ပိတ်ကဲဒါတော့ကျွန်တော်တို့3ကြောလုံးပိတ်နေတာဗောဗျာဒီတိုင်ရတာကျွန်တော်တို့မြောက်ကလာအဝိုင်းဗောဗျာဒီဘက်ကမှာဒါအဆွဲရနေတယ်နော်ဒီကွန်ချက်ထောက်တယ်ဒီဆိုင်ဗောဗျာစီတန်းတာ3ကြောတစ်လုံးပိတ်နေပါတယ်စကားပေါ်ဒီမှာဗောဗျာ3ကြောလုံးကဘာဖြစ်လို့ပိတ်ကြလဲကျွန်တော်တို့သိချာမသိဘူးဗောဗျာဒီကွန်ရင်လည်းချက်ထောက်တယ်စီပေါင်ချာကပြက်နေတယ်လို့ပြောတော့ကျွန်တော်တို့သိချာမသိဘူးလားကားတွေပိတ်နေတယ်ဗောဗျာဟူးတော်ဆိုးပါဒါကတော့ကျွန်တော်တို့စဖွာကြီးကုန်းစီဆိုင်နှစ်ဆိုင်ပေါ့ဗျာအစီတိုင်းနှစ်ဆိုင်မှာဒါတန်းစီတဲ့ကားတွေပေါ့ဗျာအဲ့ဒါကြတော့ပြောတော့ဒီကားတွေကဘယ်ရဒီတန်းလဲဆိုရင်တော့ကျွန်တော်တို့ဟိုးဘက်ကဂျပန်လမ်းပေါ့နော်ဂျပန်လမ်းကောက်ကွင်းလမ်းပေါ့ကောက်ကွင်းအပေါက်ဂိတ်ပေါက်ရှိရနေပြီးတော့ဒီတီကိုတန်းနေတဲ့ကားတွေပါဗျာနေတာဟုတ်ပါဘူးဗျာစီဆိုင်နှစ်ဆိုင်လုံးနှစ်ဆိုင်လုံးကိုမှပြည့်နေရကဲတကယ်ချင်းအောင်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်ပြီးတကယ်ချင်းအောင်လို့အထူးပဲကျေးဇူးတင်ပါတယ်ဗျာဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲကျွန်တော်နောက်လို့ကြာမှထပ်ပြီးတော့ဘယ်လိုလေးရိုက်ပြပါမယ်ဗျာစီတန်းစီတဲ့ကားတွေပေါ့နော်ရိုက်ပြပါမယ်ဗျာ